တိုက်ရခိုင်တဲ့ဒီသားကမကလေးကတော့ထောက်ပေးနေတယ်ဒီကိုတော့မှလည်းဘေးကိုဒီကိုတက်လာနေပြီလက်မတော့လိုက်ပါထားတယ်လက်မအင်းတော့မှဝင်းနေတော့ပြန်ခဲထားတယ် Ryan နေတော့တော့ dance ကိုကတ်ထားသေးတယ်ပဲဒါပေမဲ့မရသေးဘူး dance ပြန်ထွက်မှာ Ryan ဒီမျိုးအင်းကတည်းကလက်မအင်းပို့တဲ့အကြာလေးမှာတော့ Harry ရောက်တော့ Freezy စက်ကျူထပ်မှန်ပြီးတော့မားလိုက်ပြီဗျာ ကျောင်းကျတော့မရတော့တဲ့ခိုင်တဲ့ခုကတော့ and story ပဲဒီမှာပိုင်းတဲ့ပေါ်နေတော့ miss to kill you go ထပ်ပြီးတော့ဆုံးတော့အားနေနေပဲသူ့ကိုလိုက် pressure ပေးမယ် revolution မှာတော့ဘာကြက်စီနဲ့ရှိနေတော့ပဲကြာရကလာချက်ရှိရခိုင်တဲ့ခုကတော့ miss to kill crossover တက်နေကြတော့ဗီဒီယိုကထပ်ပြီးပြခွဲ miss to kill ကိုပြန်သွားပြီး miss to kill ပဲ issue ရှိတော့လည်းဆိုကြတော့ miss to kill ပြန်ကြောက်ရခဲ့တော့ case တော့ပြန်ရလိုက်ရဲ့ကြာဒါပေမဲ့ dash by dash ဆိုတဲ့ပုံစံတစ်ခုမှာတော့ရလည်းပြေးထွက်နေတဲ့ခိုင်တဲ့ခုမှာတော့နှစ်ကောင်ပေါင်းပြီးတော့တက်ဖို့အတွက်ဒီစိတ်ကမလွယ်သေးဘူးကြာ အားလုံးလွယ်နေဘူးတော့5ဖို့တော့ပြန်ကြည့်မယ်ဆိုလို့ရှိရင် Ryan မှာတော့ကျွန်တော် damage ကတော့ရှိတော့မှာမဟုတ်ဘူးဒါဆိုဂျိုးလေးပြန်ပြီးတက်လာပြီ Ryan heavy train လေးနဲ့ like ခဲ့တဲ့တိုင်းတော့မှခံစားနေရတယ်ပြီးနောက်တစ်ချက်မှာ aim mode ပြန်ကြပြီးထပ်တော့လာတယ်အိမ်မှာတော့ busy တို့က dash ကိုလိုက်မှမကြိုးစားနေတယ် aim mode လေးကိုကြံနေနေတာပါခဲလေးနဲ့ပဲ busy ပြန်ပြီးမ dash သားလေးမှာကျွန်တော်ရှိနေတော့မယ် exclusion trial ကြောင့် pressure လေးနဲ့ busy aim mode တို့သွားပြီ Ryan